အမရိမှာအားအသင်းဖွဲ့တွေလုံးပြပြီးအာဆင်နယ်ကိုကြော်ဖြတ်ဖိုင်နယ်တက်ရောက်နိုင်မလားချဲစီပွဲကြိုသုံးသက်ချက်ပရိသတ်များလုံးမင်္ဂလာများစတန်ဖို့တိုင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဒီနေ့ညမှာရှင်မြန်ကစားမဲ့အမရိကွင်းကလန်ဒန်ဒါဘီပွဲစဉ်ဟာ AFN ကပ်ပိုလူပွဲစီတက်ရောက်မဲ့သူကိုအဆုံးဖြတ်ပေးမဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါအာဆင်နယ်တင်ဟာတရားဒီမှာစူပလာလေးလုံးရောက်နိုင်မဲ့လမ်းကြောင်းပေါ်မှာရှိနေစေဖြစ်ပြီးဝေမာလီကွင်းကြီးစီတွားရောက်နိုင်ဖို့အတွက်အင်္ဂါနေ့ညမှာတည်ရလက်တစ်ခုသာလိုအပ်တော့တာဖြစ်ပါတယ်ပထမကြော့မှာတော့ဘန်ဝိုက်ယောခရန်ဆိုဗီမန်နီတို့ရဲ့အတွင်းကိုတွေကြောင့်အာဒီဒါရဲ့အသင်းဟာ3ဂုဏ်တကူဆိုတဲ့ရလနဲ့အဖိုးတန်အဝေးကွင်းနိုင်ဝေရောက်နိုင်ခဲ့ပါတယ်။ဒီဘက်မှာတော့ချဲစီးတင်ဟာနေပြတဲ့လီယန်ရိုစီနီယာလက်ထက်မှာရလက်ပိုင်းတိတိတတ်တာတိုးတက်လာခဲ့ပါတယ်။ရိုစီနီယာကင်တွယ်ခဲ့တဲ့ပြန်ပွဲဆောင်ခွင့်တဲ့ပွဲမှာ6ပွဲထိအနိုင်ရရှိထားပြီးတပွဲတည်းသောရှုံးပွဲကတော့အာဆင်နယ်နဲ့ကစားခဲ့တဲ့ပထမကြော့ပွဲစဉ်ဖြစ်နေကြတာပါ။ဒါကြောင့်ချဲစီးအနေနဲ့ဒီရှုံးကျွေးကိုပြန်ဆက်ပြီးဘောလုံးဝဲတက်လန်မှုပြင်းပြင်းထန်ထန်စူးစမ်းလာမှတေးကြပါတယ်။ကနာတို့မှာယုံကြည်မှုအပြည့်ရှိနေပါတယ်။ပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာလေယူနိုက်တက်ကိုဝေကွင်းမှာ4စီးနဲ့ဂိုးပြတ်အနိုင်ယူခဲ့ပြီးမဘေးစရာထိန်ဆုံးမှာ6မှတ်ဖြတ်ကဥဆောင်ထားနိုင်ခဲ့ပါတယ်။တိုက်စစ်ပိုင်းမှာယောခရက်ရဲ့ခြေစွမ်းပြနေမှုကအာဆင်နယ်အတွက်အားတက်စရာပါ။ဒါပေမဲ့အင်ကွင်းအမ်ရိတ်မှာနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာကလင်းရှီတစ်ပွဲသာရရှိထားတာကတော့ကန်စစ်ပိုင်းအတွက်သတိထားစရာအချက်တစ်ချက်ဖြစ်နေပါတယ်။နေပြရိုစီနီယာလက်ထက်မှာချဲစီတိုက်စစ်ကမယုံနိုင်စရာကောင်းလာအောင်ပေါက်ကွဲအားကောင်းနေပါတယ်။ရိုစီနီယာကင်တွယ်ခဲ့တဲ့9ပွဲမှာသွင်းကို19ဂိုးထိသွင်းယူနိုင်ခဲ့တာကိုကြည့်ရင်သူရဲ့တိုက်စစ်စွမ်းရည်ကိုခံမှန်းနိုင်ပါတယ်။နောက်ဆုံးကစားထားခဲ့တဲ့ဝက်ဆန်တဲ့ပွဲမှာပရာပိုင်းဇီတူးနဲ့ရှုံးနေရာကနေဒုတိယပိုင်းမှာ3-2နဲ့အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာကအသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာမှာကြောမှုကိုပြသနေပါတယ်။ဒီပွဲစဉ်အတွက်စိတ်ဝင်စားစရာကောင်းတဲ့မှတ်တမ်းအချက်လက်တချို့ကိုလေ့လာကြည့်ရအောင်။အာဆင်နယ်တင်ဟာပြန်ပွဲဆောင်မှာချဲစီနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့9ပွဲစလုံးရှုံးပွဲမရှိခဲ့ပဲ6ပွဲနိုင်3ပွဲတည်ကြထားပါတယ်။2019ဒီဇင်ဘာလကနေစပြီးအာဆင်နယ်ကိုကင်တွယ်ခဲ့တဲ့မီကေအာတီတာဟာချဲစီနဲ့15ချိန်တွေ့ဆုံရမှာ9ပွဲနိုင်4ပွဲတည်ကြပြီး2ပွဲသာရှုံးနေထားပါတယ်။စိတ်ဝင်စားစရာကအဲဒီရှုံးပွဲ2ပွဲစလုံးဟာအမရိကွင်းမှာရှုံးနေခဲ့တာဖြစ်ပါတယ်။2019-18ရာသီ AFN ကဆီမီဖိုင်နယ်မှာဒီနှစ်သင်းတွေ့ဆုံခဲ့မှုပြီးအဲတော့က Stamford Bridge မှာဇီတိတေကြကအမ်ရိတ်မှာအာဆင်နယ်က2ဂိုးနဲ့အနိုင်ရပြီးဘောလုံးပွဲတက်ခဲ့ပူပါတယ်။အာဆင်နယ်ကနောက်ဆုံးကစားခဲ့တဲ့နှစ်ကြော်ပွဲစဉ်အချိုဘောလုံးပွဲ၄ချိန်ဆက်တိုက်မှာရှုံးနေပြီးပြန်ပွဲကနေထွက်ခွာခဲ့ရပူပါတယ်။ပြီးခဲ့တဲ့ရာသီ AFN ကပ်မှာလည်းကာဆယ်ကိုနှစ်ကြော်ပေါင်း4စီးနဲ့ရှုံးနေခဲ့ပူပါတယ်။ AFN ကပ်တမိုင်းတဲ့ရှောင်းအချိုဘောလုံးပွဲပထမအကြော့ကိုအဝေးကွင်းမှာနိုင်ရခဲ့တဲ့အသင်း32သင်းအနက်2သင်းကသာပြန်ပွဲကနေထွက်ခွာခဲ့ရပူပါတယ်။1981-82မှာဝယ်ဆန်းနဲ့1986-89မှာစပါအသင်းတို့ဖြစ်ပါတယ်။ဒါအာဆင်နယ်အတွက်တမိုင်းကြောင်းရအားသာချက်ကြီးတစ်ခုပါ။ချဲစီဟာနောက်ဆုံးကစားခဲ့တဲ့3ပွဲစတိုက်မှာတပွဲကို3ဂိုးစီသွင်းယူထားနိုင်ပြီး2ပွဲစတိုက်နောက်ကနေလိုက်ကစားပြီးအနိုင်ရခဲ့တာဖြစ်ပါတယ်။ချဲစီကစားမကာနာချိုဟာဒီယာဒီ AFN က3ပွဲမှာ4ဂိုးထိသွင်းယူထားပြီးပြင်းပြ35.2မိနစ်တိုင်းတဂိုးသွင်းယူနေပါတယ်။ချဲစီတင်ဟာနီးပြရိုစီနီယာလက်ထက်မှာတိတိတတ်တာတိုးတက်လာပြီးဂိုးသွင်းနှုန်းလည်းကောင်းမွန်လာတာအမှန်ပါပဲ။ဒါပေမဲ့အာဆင်နယ်ဟာအင်ကွန်းမှာကစားရမှာဖြစ်တယ်လို့ပထမအကြော့မှာနိုင်ရထားတဲ့စိတ်သက်ပိုင်းဆိုင်ရာအားသာချက်လည်းရှိနေပါတယ်။ချဲစီအနေနဲ့ဘောလုံးပွဲတက်ဖို့အတွက်မဖြစ်မနေတိုက်စစ်ဖွင့်ကစားရမှာဖြစ်လို့နောက်ကျမှဟာကွက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။အာဆင်နယ်ရဲ့တံမြန်တိုက်စစ်ကဒီခွင့်ရေးကိုအကောင်းဆုံးအသုံးချသွားနိုင်ပွဲရှိနေပါတယ်။အားပေးရဆိုပေမဲ့ဒီပွဲရတဲ့အပေါ်တင်ပြီးတော့ကြီးကြီးမားမားမျှော်လင့်မထားရပါဘူး။အာဆင်နယ်အတူတူချဲစီဆိုတာမျိုးလောက်ပဲဖြစ်နိုင်မယ်ထင်ပါတယ်။ညီကိုတို့ရဲ့အမြင်ကရောဘယ်လိုရှိမလဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။